네, 여러분 안녕하세요. 오늘은 제가 한국어로 연습하고 있는 사람들한테 도움이 되는 애플리케이션 세 가지로 소개해 드리겠습니다. 네, 여러분 글라와 아로디니가 저와 코리아 스카표 코리아 살레라နေတဲ့သူတွေလေ့ကျင့်နေတဲ့သူတွေအတွက်အထောက်အကူဖြစ်မဲ့ application 3ခုလေးကိုမျှဝေပေးပါမယ်။အဲ့ဒီဟာတွေကတကယ်ကိုအထောက်အကူဖြစ်ပါတယ်။အဲ့တော့ပထမတစ်ခုကတော့ဒီ application လေးဖြစ်ပါတယ်။သူကဆရာတော့စကားပြောလေ့ကျင့်ဖို့အတွက်အရင်တန်တော်တဲ့ application တစ်ခုဖြစ်တဲ့ AI ပေါ့နော်။သူနဲ့ချလို့ရှိရင်ကိုလေ့ကျင့်ချင်တဲ့ပုံစံသူ့ကိုပြောခိုင်းလို့ရတယ်ပေါ့နော်။ Korea လို့ပြောခိုင်းလို့ရတယ်ပြီးတော့ကိုကထားလိုက်ပါတော့စိတ်ပစ္စည်းမှုတစ်ခုရှိရရန်ဖွင့်ကျင်တာတစ်ခုရှိရဆိုသူ့ကိုကိုရီးယားလို့ပြောပြီးတော့သူနဲ့ဆွေးနွေးလို့ရတယ်သူစီမှာအကြံတောင်းလို့ရတယ်သူကတော့တကယ်ကိုစကားပြောလေ့ကျင့်တဲ့အခါမှာအထောက်အကူဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီ ChatGPT ပါဒါကတော့လူတိုင်းသိရနော် ChatGPT နဲ့လေစကားပြောလေ့ကျင့်လို့ရတယ်ဒါပေမဲ့ပထမတစ်ခုဖြစ်တဲ့ Gemini ဆိုတဲ့ application ကိုပို့ပြီးတော့ကြိုက်ပါတယ်အဲ့တော့ ChatGPT မှာကြာလို့ရှိရင်ဘာတွေလေ့လာလို့ရတယ်ဆိုလို့ရှိရင်grammar pattern တွေကိုကမသိတဲ့အခါပေါ့နော်သူ့ကိုတွားပြီးတော့ဒါဘလို့အခြေအနေမျိုးမှာတုံးတယ်ဥပမာလေးပေးပြပါအောင်เนาะဒီလိုမျိုးဆိုလို့ရှိရင်ရောမှန်လားအဲ့လိုပုံစံမျိုးသူ့ကိုတွားမေးလို့ရပါတယ်ပြီးတော့ကိုမသိတဲ့ဝဟာရတွေလည်းအများကြီးမေးလို့ရတယ်ပြီးတော့ကိုမသိတဲ့ဒီကိုရီးယားနိုင်ငံနဲ့ပတ်သက်တဲ့ကိုရီးယားစာနဲ့ပတ်သက်တဲ့ဟာတွေအများကြီးဆိုမှအများကြီးမေးလို့ရတဲ့အတွက်ကြောင့်သူကတော့အရင်ကောင်းတယ်เนาะနောက်ဆုံးတစ်ခုကတော့ဒီ application ဖြစ်ပါတယ် DeepSeek ကတော့ ChatGPT လိုပုံစံမျိုးဖြစ်တယ်ဒါပေမဲ့သူကတော့စကားပြောဆွေးနွေးလို့မရဘူးအမေသူ့ရဲ့အရင်အားတာချက်ကပါလဲဆိုလို့ရှိရင်မြန်မာလိုအရင်ကိုပြပြတတ်တာရေးနိုင်တယ်เนาะပြောမယ်ဆိုလို့ရှိရင် 100% မဟုတ်ပေမဲ့90% လောက်မြန်မာလိုကတော်တော်လေးကိုအဆင်ပြေတယ်တချို့စာကြောင်းတွေဆိုလို့ရှိရင် ChatGPT ကရေးထားတဲ့စာကြောင်းတွေဆိုလို့ရှိရင်မြန်မာစာဖြစ်ပေမဲ့မြန်မာလိုနားမလည်တဲ့ပုံစံမျိုးဖြစ်နေတာမျိုးရှိရပေါ့เนาะအဲ့တော့ဒီ DeepSeek ကကြာလို့ရှိရင်အဲ့လိုမျိုးမဟုတ်ဘူးမြန်မာတအားဆင်ပါတယ်သူကနော်သူကမြန်မာလိုပိုကောင်းတယ်ပေါ့နော်အဲ့တော့သူနဲ့ကြလို့ရှိရင်ဘေးဟာပို့ပြီးတော့ကောင်းတယ်ဆိုလို့ရှိရင် grammar pattern တွေရှင်းခိုင်းတယ်ပြီးတော့စကားပြောလေးတွေစကားပြောစာကြောင်းလေးတွေရေးခိုင်းတဲ့အခါမှာအရင်ကောင်းပါတယ်အဲ့တော့ Europe အနေနဲ့ကိုကတကယ်ကိုရီးယားစကားပြောကိုရီးယားစာကိုတကယ်စိုက်ဝင်စားတယ်တကယ်လေ့လာချင်တယ်တကယ်ကျွမ်းကျင်ချင်တယ်ဆိုလို့ရှိရင်ဒီ application တွေကိုသုံးပြီးတော့အများကြီးကိုရဲ့ကိုရီးယားစာအရေးချင်းကိုရီးယားစကားပြောအရေးချင်းကိုညှက်တင်လို့ရပါတယ်အဲ့တော့ကျွန်တော်နဲ့စကားပြောတက်ချင်တဲ့လူတွေကတော့အမေလူတွေကတော့အမေဖုန်းနံပါတ်ပို့ပြီးအလို့ရပါတယ်အားလုံးအဆင်ပြေကြပါစေကျွန်တော်အောင်နိုင်ဖြစ်ပါတယ်